ကျွန်တော်စီးပွားရေးလောကမှာအခုလက်ရှိအောင်မြင်နေတဲ့လုပ်ငန်းတွေရှိတယ်။ကြာရှုံးသွားလုပ်ငန်းရှိတယ်။လုံးဝအပီးတိုင်ပိတ်သိမ်းသွားလုပ်ငန်းတွေရှိတယ်။ဒီတစ်ချိန်တည်းမှာပဲစားတောက်ဆိုင်မကြိုက်တော့လို့ပိတ်သွားလူရှိမယ်။စားတောက်ဆိုင်ကကောင်းလို့ဆိုထက်ချဲလူရှိမယ်။စားတောက်ဆိုင်လုပ်ငန်းကတိုးတက်ဖို့ရှိလို့ဆိုအခုမှအသစ်လုပ်မဲ့လူရှိတယ်။ Brian Tracy တခါပြောမှုရရှိတယ်။လူတွေကတဲ့အရန်တော်တာနှစ်ခုရှိရဲတဲ့အဲ့ဒါဘာလဲဆိုရင်ပထမတစ်ခုကဘာလဲဆိုရင်အကြောင်းပြချက်ပေးတဲ့နေရာမှာအရန်တော်တယ်ဒုတိယတစ်ခုကဘာလဲဆိုလို့ရှိရင်ခံနိုင်ရရှိသလောက်ပဲလုပ်ပြီးတော့မခံနိုင်တော့ဘူးဆိုပြီးမှပြောတတ်ကြတာရှိရပါတော့ဒီနှစ်ချက် okay ဒီနှစ်ချက်ကိုစီးပွားရေးနဲ့ပတ်သက်ပြီးဘယ်လို impact ဖြစ်လဲဆိုတာကျွန်တော်ပြောပြပေးချင်ပါတယ်။အားကြောင့်လဲဆိုကျွန်တော်တို့စီးပွားရေးဆိုတာအမြဲတမ်းပြိုင်ဆိုင်မှုတွေများတယ်ကျွန်တော်တို့ဒီ changes တွေများတယ်အကုန်လုံးပုံမှာမူတည်ပြီးသွားနေရတဲ့အခက်အခဲတွေရင်ဆိုင်မှုတွေစိန်ခေါ်မှုတွေများနေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့အဲ့ခုနပြောတဲ့ Brian Tracy ပြောတဲ့နှစ်ချက်ကိုရှောင်ဖို့လိုပါတယ်ကျွန်တော်ပထမတစ်ချက်ပြပါမယ်ပထမတစ်ချက်ဒီအကြောင်းပြချက်ပေးတာဟုတ်ပါတယ်ကျွန်တော်စီးပွားရေးလောကမှာအခုလက်ရှိအောင်မြင်နေတဲ့လုပ်ငန်းတွေရှိတယ်ကြာရှုံးသွားလုပ်ငန်းရှိတယ်လုံးဝအပီးတိုင်ပိတ်သိမ်းသွားလုပ်ငန်းတွေရှိတယ်ဒါဒီပါလဲဆိုလို့ရှိရင်ကျွန်တော်အကြောင်းပြချက်ဆိုတဲ့ဟာပေါ်မှာမူတည်တာပါတချို့ကကျတော့အခုမှငါတို့ကုန်ကျန်းတွေပြက်လက်နေပြီမရတော့ဘူးဆက်လုပ်လို့မလွယ်တော့ဘူးလို့အကြောင်းပြချက်ပြီးတော့လုပ်ငန်းတွေရက်လိုက်တဲ့လူရှိတယ်လို့မျိုးစားတောက်ဆိုင်တွေမှာလည်းစားလူတွေငွေတွေမသုံးနိုင်ကြတော့ဘူးလို့ပြောပြီးတော့မှရက်လိုက်တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့တခုရှိတာကပြန်စဉ်းစားကြည့်ရမှာကကျွန်တော်ဒီတစ်ချိန်တည်းမှာပဲအခုကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့တစ်ချိန်တည်းမှာပဲဘာရှိမလဲဆိုရင်စားတောက်ဆိုင်မကြိုက်တော့လို့ပိတ်သွားလူရှိမယ်စားတောက်ဆိုင်ကကောင်းလို့ဆိုထက်ချဲလူရှိမယ်စားတောက်ဆိုင်လုပ်ငန်းကတိုးတက်ဖို့ရှိလို့ဆိုအခုမှအသစ်လုပ်မဲ့လူရှိတယ်စဉ်းစားကြည့်တော့တစ်ချိန်တည်းမှာဖြစ်ပျက်နေတာအများကြီးအဲ့ဒါအားလုံးဒီဘာလဲဆိုလို့ရှိရင်ကိုလုပ်ငန်းပေါ်မှာကိုဘယ်လောက်ထိအာယုံဆိုင်လဲအကြောင်းပြချက်မပေးရဘယ်လောက်ထိလုပ်လဲပေါ်မူတည်ပြီးတော့လုပ်ငန်းကြီးကြီးထွားမှုတွေကွာသွားတာပါဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့လည်းကိုလုပ်ငန်းတိုးတက်ချင်တယ်ဆိုရင်နံပါတ်1အကြောင်းပြချက်ပေးတာကိုရှောင်ပါโอเคဒုတိယတစ်ချက်ခံနိုင်ရရှိသလောက်ပဲလုပ်တာ yes တကယ်မှန်ပါတယ်ကျွန်တော်ဒီတစ်ခုဆိုလို့ရှိရင်တော့ငါတို့ဒါဆိုတော့မခံနိုင်တော့ဘူးဒီလောက်ဆိုတော့ဒါတော့ဘယ်လိုဖြစ်သွားလဲဆိုခံနိုင်ရရှိလို့လုပ်တာပေါ့နော်ကျွန်တော်တို့ခံနိုင်ရဆိုတာကလည်းဘာလို့လဲဆိုရင်ခံမဟာများရင်နဲ့တိုးတက်လာတာပေါ့နော်ခံနိုင်ဆိုလို့ခံရပါများရင်ဒဏ်တွေခံရပါများရင်ဘာဖြစ်လာလဲတဖြည်းဖြည်းတိုးတက်လာငယ်ငယ်တုန်းကကျွန်တော်တို့ master တွေကထားပါတော့ဒီ10ပေါင်လောက်လေးမမနိုင်ဘူးအလေးမားတဲ့လူတွေဆိုပိုသိတာပါပထမကျွန်တော်10ပေါင်လောက်မဖို့ခက်ခဲတယ်ဒါ10ပေါင်မရမကမရင်လည်းဘာဖြစ်လဲပေါင်20မလာနိုင်မယ်ပေါင်30ကိုမလာနိုင်အဲ့လိုပဲပေါ့နော်ကျွန်တော်ခံနိုင်ရည်ဆိုတာလည်းအဲ့ဒါပါပဲကျွန်တော်တို့လုပ်ငန်းမှာအခက်ခဲရင်ဆိုင်တွေ့ပြီဆိုလို့ရှိရင်ဒါကိုရအောင်ကြော်ဖြတ်မယ်ဒီ challenges အသစ်တွေကိုယ့်ကိုယ်ပိုတန်မအောင်လုပ်ပေးတယ်ဆိုတော့သိဖို့လိုပါတယ်အဲ့လိုသိပြီးတော့မှလိုက်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းတွေမှာအများကြီးတိုးတက်လာပါလိမ့်မယ်သူများတွေပိတ်သိမ်းသွားတဲ့အချိန်မှာကိုလုပ်ငန်းတွေတင်ကြံရည်ချင်တယ်ဆိုရင်ဒီနှစ်ချက်ကိုလုပ်ပါနံပါတ်1အကြောင်းပြချက်ပေးတာကိုရှောင်ပါနံပါတ်2ခံနိုင်ရည်ရှိသလောက်ပဲလုပ်မယ်ဆိုတဲ့အတွေ့အခေါင်းနဲ့ဖြုတ်ထားပါဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ဒီလုပ်ငန်းကိုငါရအောင်ရက်တည်မယ်ဆိုတဲ့စိတ်နဲ့လုပ်ကြည့်မယ်ဆိုလို့ရှိရင်ကို level တစ်ခုကိုရောက်လာပါလိမ့်မယ်